ဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တွေ့ဆုံမဲ့အက်ကလက်စီကိုတန်းချင်းဟာဘောလုံးရသည့်တိုင်းမှာဆက်လုပ်ရှားပွဲရာပွင့်နေမဲ့တိုက်ပွဲပါပဲမြက်ခင်းစိမ့်ပေါ်မှာတာမကကွင်းပြင်ပလူနေမှုဘဝကိုပါတမိုင်းနဲ့ချီပြီးကြီးမားစွာရိုက်ခတ်ဘူးရာဘောလုံးပွဲတစ်ပွဲဟာအက်ကလက်စီကိုပါပဲရီယယ်မက်ဒရစ်ဟာစပိန်အီလိုက်အလွှာကိုစားပြုပြီးဘာစီလိုနာဟာအခြေခံလူတန်းစားတွေရဲ့မခံချင်စိတ်နဲ့ပောက်ကွဲထွက်လာတဲ့မီးတောင်တစ်လုံးလိုပါပဲစပိန်တော်ဝင်မိသားစုချစ်တော်ရီယယ်မက်ဒရစ်အသင်းကိုနှစ်ကာလများစွာဆန့်ကျင်တော်လှန်ရင်းဘာစီလိုနာရှင်သန်ခဲ့တယ်ဘာစီလိုနာဟာဘောလုံးမှာတာမကပဲအခြားနယ်ပယ်တွေမှာပါမက်ဒရစ်ကိုပခုံးချင်းဝင်တိုက်နိုင်ခဲ့တယ်ကာတာလိုနီးယားပြည်နယ်ရဲ့အဓိကမြို့တော်ဘာစီလိုနာဟာစပိန်နိုင်ငံရဲ့ကြီးမားတဲ့ဂုဏ်သိက္ခာအဖြစ်တာမကစပိန်အားကစားလောကရဲ့ရွှေရောင်မျက်နှာဖုံးပါပဲမက်ဒရစ်ဟာအုပ်ချုပ်သူလူဒန်းစားကိုဂုဏ်ပြုတယ်ဆိုရင်ဘာစီလိုနာဟာတော်လှန်ရေးလူဒန်းစားကိုကိုစားပြုပါတယ်ကမ္ဘာမှာအမုန်းကြောင့်စစ်ပွဲတွေဖြစ်ခဲ့တယ်ဆိုရင်ရီယယ်မက်ဒရစ်နဲ့ဘာစီလိုနာတို့ရဲ့အက်ကလက်စီကိုပွဲဟာအမုန်းနဲ့စီးကျင်းထိုးမဲ့ဘောလုံးစစ်ပွဲပါပဲကက်တလန်သားတွေဟာစပိန်လက်အောက်ကနေအပြီးတိုင်ခွဲထွက်ဖို့တောင်းဆိုနေတာကြာပါပြီ။ဒါပေမဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တာရှိနေသေးပြီးစပိန်လက်အောက်ကနေအပြီးတိုင်ခွဲမထွက်နိုင်သေးဘူး။လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာဘာစီလိုနာမြို့လမ်းမတွေပေါ်မှာလူတန်းပေါင်းများစွာဟာခွဲထွက်ရေးတောင်းဆိုတဲ့တွေနဲ့ရဲရင်ခဲ့ဘူးတယ်။2019ခုနှစ်မှာကက်တလန်သားတွေဟာခွဲထွက်ရေးလမ်းစဉ်အတွက်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခဲ့ပြီးခွဲထွက်ရေးဘက်ကနေနိုင်ရရှိခဲ့ပေမဲ့စပိန်ဆိုရကလက်မခံခဲ့ဘူး။ကက်တလန်ခေါင်းဆောင်အများစုကလည်းဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။2020ခုနှစ်ထဲကျင်းပမဲ့ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဟာရွှေဆိုင်ခြင်းခံထားရတယ်။ကက်တလန်သားတွေရဲ့ဒေါ်လာရင်းစိတ်ဓာတ်ဟာဘယ်တော့မှအမြင့်မသေးပါဘူး။အက်ကလက်စီကိုနောက်ခံရှုမြော်ခင်းဟာတိတ်လှပတယ်။ Modern Football ပါ။ဒါဘီဆိုတာဟာအမုန်းတရားတစ်ခုပဲ။ဒါဘီပြိုင်ဘက်တွေကြားအမုန်းတရားဟာနှစ်ကာလများစွာတည်တတ်နေခဲ့တယ်။ကမ္ဘာစစ်တွေထက်အချိန်ပိုကြာခဲ့တယ်။ဘယ်တော့မှမဆုံးတဲ့အမုန်းတရားတွေနဲ့ထာဝရအဆုံးထိဒါဘီဆိုတာဟာမြို့ကန်ပြိုင်ဘက်တွေရဲ့ပြိုင်ဆိုင်မှုကနေကမ္ဘာကြီးစီကူးဆက်သွားတဲ့လောင်မီးပဲမြို့ကန်တွေရဲ့အောက်ကျမခံစိတ်ဟာကမ္ဘာကြီးရဲ့ဖျော်ဖြေရေးဖြစ်လာခဲ့တယ်ဒါဘီဆိုတာသူ့ထက်ကတာလုံလိုစိတ်ပဲဒီတပွဲမှာအနိုင်ရသွားလဲသွေးကြွေးဟာမပြီးသေးဘူးဒီတပွဲမှာအညံ့ခံလိုက်ရလဲသွေးကြွေးအတွက်ထိတ်လန့်မနေဘူးမျိုးဆက်တွေရဲ့အာမန်ဟာဆက်လက်လဲပတ်နေအောင်မယ်အချိန်ခီးသွားဆက်ဝင်တကယ်ရှိမယ်ဆိုရင်စပိန်ဗိုလ်ချုပ်ဖရန်ကိုအက်ကလက်စီကိုပွဲစီခစ်တာအလဲလာခြင်းနေမလားပဲစူပါနက်ထရယ်ဇလန်တွေကဇက်ကောင်တွေလိုတီယာကနေပြင်လဲရှင်သန်လာပြီးလာမယ့်အက်ကလက်စီကိုပွဲရဲ့ရင်ခုန်ပွဲရာကိုဗိုလ်ချုပ်ဖရန်ကိုခန်းစားခြင်းနေမလားဗိုလ်ချုပ်ဖရန်ကိုဆိုတာရီယယ်အသင်းရဲ့တမိုင်းမှာအရေးပါဆုံးအမာခံပေးသက်တူအတိတ်သမိုင်းမှာရီယယ်မက်ဒရစ်အသင်းဂုဏ်သိက္ခာထဲဝါရေးအတွက်အာနာပါဝါကိုပြင်းပြင်းထန်ထန်အသုံးချခဲ့မှုပါတယ်။တော်ဝင်မိသားစုသဘောကျနှစ်သက်တဲ့ရီယယ်မက်ဒရစ်အသင်းရဲ့ချုံမြင်ဝေယခန္ဓာသမိုင်းကြောင်းမှာဗိုလ်ချုပ်ဖရန်ကိုဟာနောက်ွယ်ကနေကြိုးကင်သူတူဖြစ်ခဲ့မှုပါတယ်။ဘာစီလိုနာဟာရီယယ်မက်ဒရစ်အသင်းရဲ့အကောင်းဆုံးအိမ်မက်တွေကိုခိုးယူပေါင်းသင်းမဲ့အနည်းဆုံးရန်သူဘဝကိုမပိုင်ဆိုင်မီကလေးကဗိုလ်ချုပ်ဖရန်ကိုဟာဘာစီလိုနာရဲ့ရှင်သန်ခြင်းခရီးကိုပိတ်ဆို့အရေးယူခဲ့မှုပါတယ်။ဘာစီလိုနာဟာဒီနေ့ခေတ်လိုစပိန်နိုင်ငံရဲ့အကြီးမားဆုံးကုန်ထုတ်ဒေသစီးပွားရေးဗိုလ်ချုပ်ဘဝကိုမပိုင်ဆိုင်မီချိန်မှာဗိုလ်ချုပ်ဖရန်ကိုရဲ့အာဏာရှင်ဆန်ဆန်ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့်ဒဏ်ရာတွေရင်ဆိုင်ခဲ့ရတယ်။ဘာစီလိုနာအသင်းအခြေစိုက်ရာကာတာလိုနီးယားဒေသခံတွေဟာမက်ဒရစ်မြို့ရောက်ရင်မျက်နှာငယ်ရတဲ့ဘဝမျိုးကိုပိုင်ဆိုင်ခဲ့ရဘူးတယ်။ဗိုလ်ချုပ်ဖရန်ကိုကကက်တလန်ဘာသာစကားနဲ့ယဉ်ကျေးမှုကိုအမှောင်တိုက်ထဲအပြီးတိုင်ပို့ချင်ခဲ့တယ်။ကက်တလန်ဘာသာစကားပြောဆိုခွင့်ပိတ်ပင်တဲ့အထိဗိုလ်ချုပ်ဖရန်ကိုဟာဇက်နာအောင်ဖန်တီးခဲ့ပါတယ်။ဒါပေမဲ့ကက်တလန်ဘာသာစကားဟာဘာစီလိုနာအသင်းရဲ့ပွဲစဉ်တွေမှာကြကြံပြန့်ပြန့်ထွန်းကားနေတယ်။ဘာစီလိုနာအသင်းပွဲစဉ်တွေဟာကက်တလန်သားတွေစုယုံပြီးဗိုလ်ချုပ်ဖရန်ကိုရဲ့ဖိနှိပ်မှုတွေကိုတုံ့ပြန်ရာရပ်ဝန်းတစ်ခုလိုဖြစ်လာတယ်။ဘာစီလိုနာအသင်းပွဲစဉ်တွေမှာကက်တလန်ယဉ်ကျေးမှုတွေစီးဆင်းလို့ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာကက်တလန်သားတွေဟာစပိန်နိုင်ငံကနေတရားဝင်ခွဲထွက်ရေးအတွက်လွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲခဲ့ပါတယ်။လူပေါင်းသိန်းချီပါဝင်တဲ့ဆန္ဒပြသူတွေဟာလမ်းမတွေပေါ်မှာသူတို့ရဲ့ဆန္ဒကိုဖော်ထုတ်ခဲ့ကြတယ်။ကက်တလန်ခွဲထွက်ရေးဆန္ဒခံယူပွဲတွေကျင်းပခဲ့တယ်။ဒါပေမဲ့စပိန်ဆိုရကကက်တလန်ခွဲထုတ်ရေးဆန္ဒခံယူပွဲတွေကိုအတိမတ်မပြုခဲ့သလိုလွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲသူကက်တလန်သားတွေကိုအကြမ်းဖက်ဖြိုခွင်းခဲ့တယ်။ကက်တလန်လွတ်မြောက်ရေးတိုက်ပွဲကိုဦးဆောင်သူခေါင်းဆောင်တွေကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ဒီလိုအချိန်မှာကက်တလန်သားတွေဘာစီလိုနာကစားသမားတွေဟာဘောလုံးပွဲကနေတဆင့်သူတို့ရဲ့ဆန္ဒကိုဖော်ပြခဲ့ကြတယ်။စပိန်ဆိုရလက်အောက်ကနေကက်တလန်လွတ်မြောက်ရေးတိုက်ပွဲကိုပူးပေါင်းဆင်နွှဲခဲ့ပါတယ်။ပြီးခဲ့တဲ့2019ခုနှစ်အတွင်းမှာစပိန်ဆိုရလက်အောက်ကနေကက်တလန်ဒေသခွဲထွက်ရေးဟာနှီးစပ်ခဲ့ပြီးတကယ်လို့များကက်တလန်ဒေသသာစပိန်ဆိုရလက်အောက်ကနေခွဲထွက်ခွင့်ရခဲ့ရင်လာလီဂါမှာဘာစီလိုနာအသင်းကစားခွင့်ရမှာမဟုတ်ပါဘူး။ဘာစီလိုနာမရှိမဲ့လာလီဂါကဘာဟာပေးသက်တွေအတွက်ဆုံးရှုံးမှုကြီးဖြစ်လာနိုင်ပေမဲ့ဘာစီလိုနာဘက်ကတော့သူတို့ရဲ့လွတ်မြောက်ရေးတိုက်ပွဲကိုထာဝရအဆုံးထိတိုက်ပွဲဝင်မယ်လို့ပြည့်ပြည့်သားသားကြီးညာခဲ့ပါတယ်။အဲဒီချိန်တုန်းကဘာစီလိုနာအသင်းဘယ်မှာကစားမလဲဆိုတဲ့ထင်မြင်ယူဆမှုတွေနဲ့အတူဘောလုံး
လုံးကဘာကလှုပ်ခတ်ခဲ့ပါသေးတယ်ဒါပေမဲ့စပိန်နိုင်ငံရဲ့အဓိကဝင်ငွေလမ်းတစ်ခုဖြစ်တည်ရှိနေတဲ့ကက်တလန်ဒေသကိုစပိန်ဆိုးရကလက်လွတ်ခံခြင်းမမရဘူးကက်တလန်လုံးမြောက်ရေးအစင်မပြေဖြစ်နေတာကိုရည်ရွယ်ပြီးမက်ဒရစ်သားတွေဟာရေပွဲဖွဲ့ခဲ့ဘူးပါတယ်ဘောလုံးကွင်းပြင်ပအညီအစွန်းတွေဘောလုံးကွင်းနဲ့ရောက်လာတဲ့အခါမက်ဒရစ်ဘာစီလိုနာအက်ကလက်စီကိုတိုက်ပွဲဟာအသွင်တစ်မျိုးနဲ့ဆွဲဆောင်လာပြန်တယ်တစ်ချိန်လုံးကကက်တလန်သားတွေရဲ့ဆန္ဒကိုအာနာနဲ့ထိန်းချုပ်ခဲ့သူဗိုလ်ချုပ်ဖရန်ကိုကိုအမှတ်ရစရာဖြစ်လာတယ်စီယိုနယ်ဒိုမက်ဆီခစ်လွန်အက်ကလက်စီကိုဟာသွေးအေးသွားတာအမှန်ပဲလာလီဂါရဲ့ကြော်ကြားမှုကလည်းပရီးမီးယားလိလောင်းရိပ်မိခဲ့သလိုနှစ်စဉ်နှစ်တိုင်းရီယယ်နဲ့ဘာစီလိုနာနှစ်ကောင်နဲ့ပြေးတဲ့မြင်းပွဲကိုမြင်နေရလို့ရိုးအီလာတယ်အောင်ပွဲတွေအကြောင်းပြောပြတဲ့အခါရီယယ်ဟာပိုပြီးခမ်းနားနေတယ်ချန်ပီယံအောင်ပွဲတွေပိုင်ဆိုင်ခဲ့တယ်ဘာစီလိုနာဘန်နာရဲ့အကျက်တဲကြားနှင်မွန်းသွားတယ်ထိပ်တန်းအဆင့်စီပြန်မရောက်သေးဘူးဒါပေမဲ့ရုံရင်ကန်ရင်နဲ့ပဲဘာစီလိုနာဟာလာလီဂါချန်ပီယံဆုစွတ်ခူးတယ်ချန်ပီယံလိစီအားကောင်းမောင်းတန်ပြန်လာတယ်စူဖလားယဉ်ကျေးမှုပြန်လဲပိုင်ဆိုင်တယ်ပွင့်ပွင့်လင်းလင်းပြောရရင်ဘာစီလိုနာရောရီယယ်ပါရှေ့သမျှအားနဲ့ရှေ့ဆက်နေရတယ်ဘယ်အသင်းကိုမှထိတ်လန့်မှုမရှိတဲ့အစုဖွဲ့မျိုးကိုသူတို့နှစ်သင်းမပိုင်ဆိုင်ထားဘူးဒါပေမဲ့အက်ကလက်စီကိုလို့ပြောလိုက်ရင်ပရိသတ်တွေသွေးဆူနေသေးပဲအဆုံးထိချီချူပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်